ကိုယ့်ပုံနဲ့ဒီလိုမျိုးစတီကာပုံလှလှလေးတွေကိုဘယ်လိုထုတ်လဲဆိုတော့ကိုပြောပြပေးသွားမှာဖြစ်ပါတယ်เนาะအရင်ဆုံးအနေနဲ့ကျွန်တော်တို့ Gemini ထဲသွားရမယ်เนาะ Gemini မရှိရလို့ကတော့ Gemini Google browser တခုခုသုံးတော့ Gemini လို့ Google Gemini လို့ရိုက်ရှာလိုက်ပါတော့ကျွန်တော်တော့ Gemini ရှိတော့ Gemini ထဲဝင်လိုက်မယ်เนาะ Okay ထဲရောက်ဆိုကျွန်တော်ဒီမှာပေါင်းလခဏလေးရှိရင်เนาะအဲ့ပေါင်းလခဏလေးကိုတစ်ချင်းနဲ့လိုက်မယ်เนาะပြီးရင်ဒီမှာကျွန်တော်တို့ photo ဆိုတာလေးပေါ်လာမယ်အဲ့ photo ဆိုတာလေးကိုနဲ့လိုက်မယ်เนาะပြီးရင်ဒီမှာကျွန်တော်တို့ကိုကျိန်းနေတဲ့ပုံကိုပုံကိုရွေးလိုက်မယ်ထည့်လိုက်မယ်เนาะ Okay ဒီမှာထည့်ကိုပုံထည့်ပြီးဆိုရင်ကျွန်တော်တို့ရေးရမယ့်စာကတော့ဒီမှာကျွန်တော်တို့မြန်မာလိုရေးတန်းရပြီเนาะမြန်မာလိုရေးတန်းဆိုရင်ကိုထုတ်ချင်တဲ့ပုံထုတ်လို့ရပြီဗျာကျွန်တော်ဒီမှာရေးရမယ့်စာကတော့ဒီပုံကိုခြေခံပြီးချစ်စရာကောင်းတဲ့စတီကာပုံ6ပုံထုတ်ပေးပါပုံတက်မှာဖိုးကိုချစ်တယ်ပုံနဲ့မှာဖွားကိုချစ်တယ်ပုံ3မှာမေကိုချစ်တယ်ပုံ4မှာဖေကိုချစ်တယ်ပုံ5မှာပိတ်စားတယ်ပုံ6မှာအိတ်ချင်တယ်အဲ့မှာကိုကျင်းနေတဲ့စာသားလေးတွေကိုထည့်လို့ရတယ်เนาะကျွန်တော်တို့ကလေးပုံလေးဆိုတော့ကလေးနဲ့လိုက်ဖက်တဲ့စာလေးတွေကိုထည့်ထားပေးတာဖြစ်ပါတယ်အဲ့ထည့်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ပို့လိုက်ရပါမယ်เนาะအဲ့သူဒီမှာစာပြန်လာတယ်မောင်လေးရဲ့ချစ်စရာကောင်းတဲ့စတီကာပုံ6ပုံကိုပြုတ်လုပ်ပေးနေပါတယ်တဲ့အပြင်ဒီမှာကျွန်တော်တို့ခဏနည်းနည်းစောရတာပေါ့နော်โอเคကျွန်တော်ဒီမှာရပါပြီဖြစ်ပါတယ်ချစ်စရာကောင်းတဲ့စတီကာပုံ6ပုံရပြီဖြစ်ပါတယ်ဒီနေ့လေးကအလုံးအဆင်ပြေကြမလို့ထင်ပါတယ်တကယ်လို့သိချင်တာရှိရင် comment မှာမှန်ခဲ့လို့ရတယ်เนาะโอเคဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာเนาะတကယ်လို့သိချင်တာလေးရှိရင်လည်း comment မှာရေးခဲ့လို့ရတယ်เนาะတကယ်လို့သိချင်တာလေးရှိရင် comment မှာမှန်ခဲ့လို့ရပါတယ်